ကမ္ဘာအရှိဆုံးလူလိုတိုင်းကြီးရှိသလိုတစ်ဖက်မှာလည်းမိုးပေါ်ထောင်နေတဲ့မှန်အစာအိုးတွေနဲ့ကမ္ဘာစီးပွားရေးကိုမောင်းနှင်နေတဲ့နိုင်ငံတစ်ခုရှိပါတယ်။အဲ့ဒါတော့တရုတ်နိုင်ငံပါ။ကျွန်တော်တို့ပိုင်းစောထပ်ပါဒါမျိုးဘူးဒရရရရှိတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေသူပါ။အခုပဲစလိုက်ကြအောင်။ရှေးအောင်မွေနေ့တွေကနေကမ္ဘာအနာဂတ်နည်းပညာတွေအထိစမ်းကြယ်လွန်းတဲ့ဒီနိုင်ငံရဲ့အထင်ကြီးနေရာတွေကိုပြောပြပေးသွားပါမယ်။ပထမဆုံးတစ်ခုကတော့အားလုံးသိကြတဲ့ Great Wall of China ပါ။အကာသာတွေကနေတောင်လှမ်းမြင်ရတယ်လို့ကြော်ကြားခဲ့တဲ့ဒီတိုင်းကြီးကမိုင်ပေါင်းထောင်ချီရှည်လျားပြီးတောင်တန်းတွေပေါ်မှာငကားကြီးတစ်ကောင်လိုတွန့်လိန်နေတာပါ။ဒါဟာလူသားတွေရဲ့ဇွဲလုံးလားနဲ့ခံတဲ့အတတ်ပညာအမခမ်းပြောက်တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့တမိုင်းဝင်နေရာတွေပဲရှိတာမဟုတ်ပါဘူး။ဆန်မျိုးကတပန်းလိုနေရာမျိုးမှာဆိုရင်ကမ္ဘာအဆင့်မြင့်ဆုံးဘီသူကလက်ရတွေကိုတွေ့ရမှာပါ။နောက်ထပ်ထူးခြားဆုံးကတော့ General Dan Sha လို့ခေါ်တဲ့ရောင်စုံတောင်တန်းကြီးတွေပါ။ဒါဟာလူလောက်ထားတာမဟုတ်ပဲတဘာဝအတိုင်းတောင်တစ်ခုလုံးကိုဆေးရောင်ချယ်ထားသလိုမျိုးအနီအဝအပြအယောင်သွေးစုံလှပနေတာပါ။ကမ္ဘာပေါ်မှာဘယ်နေရာနဲ့မှမတူအောင်တခြားဂျိုတစ်ခုကိုရောက်သွားလို့မျိုးစမ်းကြယ်လွန်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ခမ်းထားတဲ့ဒရိုင်းကြီးတွေနဲ့ရောင်စုံချယ်ထားတဲ့တောင်တန်းတွေဒီလိုထူးခြားတဲ့တရုတ်နိုင်ငံကိုဗရာသားတွေတော့တွားလဲကြလား။တရုတ်နိုင်ငံရဲ့အထင်ကြီးနေရာတွေထဲမှာဘယ်နေရာကိုနှစ်သက်ဆုံးလဲဆိုတာကွန်မန့်မှာပြောပေးသွားပါအောင်တခြားသောဒါမျိုးထူးဆန်းတဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့အကောင့်မှာအများကြီးတင်ပေးထားဖြစ်လို့တွားရောက်အားပေးဖို့လည်းကျွန်တော်အနေနဲ့တိုက်တွန်းပေးပါတယ်